ချစ်ရမယ့်မိန်းမတွေပေါ်တယ်ဆိုပြီးကုန်းစားမနေနဲ့နောက်ဆုံးနင်းလက်ထဲမှာကြံခဲ့တဲ့မိန်းမနင်းလိုစိတ်မျိုးပဲရှိမှာတတိတော်ထား